မင်္ဂလာပါရှင်2025ခုနှစ်ဧပြီလ29ရက်နေ့အင်္ဂါနေ့မေယူချန်နယ်မြန်မာဘာသာပြန်အစီအစဉ်မှကျမလှလှဝင်းပါဒီကနေ့တင်ဆက်ပေးမယ့်သတင်းကားကြောင့်ရိုဟင်ဂျာတွေအတွက်လွတ်လပ်တဲ့ Arkan State ထူထောင်ရေးတရုတ်ကွန်မြူနစ်ပါတီနဲ့တွေ့ဆုံဆွေးနွေးကြောင်း Jamaat ပါတီကဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တရုတ်ကမြန်မာနိုင်ငံနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရှိတာကြောင့်ဒီနေရာမှာတရုတ်နိုင်ငံကအကြီးမားဆုံးအခမ်းကဏ္ဍကနေပါဝင်နိုင်တယ်ဟုဘင်္ဂလားဒေ့ရှ်နိုင်ငံ၏အော်စာကြီးမားတဲ့နိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ Jamaat ပါတီရဲ့ဒုတိယညွှန်ကြားရေးမှူး Syed Abdullah Amdi Tahar မှပြောကြားခဲ့ပါတယ်ရိုဟင်ဂျာအများစုနေထိုင်ရာဒေသမှာလွတ်လပ်တဲ့ Arkan State ထူထောင်ရေးကိုဒီနေ့ဧပြီလ29ရက်နေ့တွင်ညူတော်ခမ်းမဟိုတယ်မှာတရုတ်ကွန်မြူနစ်ပါတီနဲ့တွေ့ဆုံစေနိုင်Jamaat-e-Islami ပါတီကအဆိုပြုခဲ့တာပါတွေ့ဆုံပွဲအပြီးတရင်ထောက်များအောင် Jamaat ပါတီ၏ဒုတိယညွှန်ကြားရေးမှူး Syed Abdullah Amdi Tahar ကရိုဟင်ဂျာတန်းဟာအခုဘင်္ဂလားဒေ့ရှ်မှာရောက်လို့ရှိနေပါပြီသူတို့ဟာလူမဆန်တဲ့ဘဝနဲ့နေထိုင်လျက်ရှိနေပါတယ်စာနဲ့ရိတ်ခါနဲ့အမို့အကာထောက်ပံ့တာဟာပြည့်ရှင်းချက်မဟုတ်ဘူးလို့ပြောခဲ့ပါတယ်လွတ်လပ်တဲ့ Arkan State နိုင်ငံတစ်ခုကိုအဆိုပြုခြင်းမှာ၎င်းတို့ရဲ့တိုင်းပြည်၌အခြေချနေထိုင်ရန်ဖြစ်သည်ဟု၎င်းကဆိုပါတယ်တရုတ်ကဒီမှာအကြီးမားဆုံးအခမ်းကဏ္ဍကနေပါဝင်နိုင်ပြီးမြန်မာနိုင်ငံနဲ့မဟာဗျူဟာမြောက်ဆက်ဆံရေးကောင်းရှိလို့ပါဟု၎င်းကဆိုပါတယ်ဒေသတွင်လုံခြုံရေးကိုလည်းဆွေးနွေးခဲ့တယ်လို့တဟကပြောဆိုထားပါတယ်ဒါကြောင့်မို့လို့ဒီဒေသမှာဘသူကမှတခြားတယောက်အပေါ်ရန်လို့တဲ့သဘောထားမရှိဘူး၎င်းတွေဘင်္ဂလားဒေ့ရှ်နိုင်ငံရေးပါတီတစ်ခုမှတရုတ်နိုင်ငံရေးပါတီတစ်ခုအကြောင်းစီဝေးပွဲတစ်ခုဟုမှတ်ချက်ပြုပြီးအဆိုပါစီဝေးပွဲသည် Jamaat အတွက် CCP နဲ့ဆက်ဆံရေးသုံးညရန်အခွင့်အလမ်းအဖြစ်တဟကအလေးပေးပြောကြားခဲ့ပါတယ်Kista Barrage ဒုတိယပတ်မတတာနဲ့ရင်းနှီးစိတ်ကံတိဆောက်မှုအတွက်ယင်းနှိမ့်ညွန့်နှံမှုများတောင်းဆိုခဲ့ကြောင်းလည်း၎င်းကပြောကြားခဲ့ပါတယ်အပြာရောင်စီးပွားရေးကိုရင်းနှီးစိတ်ကံတွေကနေတစ်စိမြင့်တင်တင့်တယ်လို့ကျွန်တော်တို့ပြောခဲ့ပါတယ်ဘင်္ဂလားဒေ့ရှ်ကကျောင်းသားတွေကိုပညာသင်စုတွေအများအပြားပေးဖို့လဲတောင်းဆိုထားပါတယ်ရွေးကောက်ပွဲများနဲ့ပြုပြင်ပြောင်းလဲမှုများတွင်တရုတ်ကိုယ်စားလှယ်များသည်ရွေးကောက်ပွဲကိုမြည်သည့်အချိန်တွင်ကျင်းပနိုင်သည်ကိုသိရှိလိုကြောင်းအကြံပေးအရာရှိချုပ်မှတတ်မှတ်သည့်အချိန်စရာကိုပါတီကထောက်ခံခြင်းရှိမရှိကိုသိရှိလိုကြောင်းတဟာကပြောကြားခဲ့ပါတယ်တရုတ်ကိုယ်စားလှယ်တွေကတခြားနိုင်ငံတွေရဲ့ပြည်သွင်းရေးကိုဘေကျင်းကဝင်ဆွတ်ဖက်ခြင်းမရှိဘူးလို့ပြောပါတယ်။တူညီတဲ့မူဝါဒကဘင်္ဂလားဒေ့ရှ်အတွက်တက်ရောက်မှပါဟုပြောကြားခဲ့ပါတယ်။ CCP ကိုယ်စားလှယ်အဖွဲ့အောင် CCP ဗဟိုကော်မတီနိုင်ငံတကာဌာန၏အရှိတောင်အာရှနဲ့တောင်အာရှရေးရာပြုချုပ်မှဖန်ဂျီပေမှဦးဆောင်ခဲ့ပါတယ်။ Jamaat ပါတီ၏ကိုယ်စားလှယ်အဖွဲ့တွင်လက်ထောက်အထွေထွေအတွင်းရေးမှူး Rafiqul Islam Khan နှင့် Asnul Mahabub Zobeyan Publicity Department ၏အတွင်းရေးမှူး Matiwar Rahman Akhan နှင့်အမှုဆောင်ကောင်စီအဖွဲ့ဝင် Mohammed Salim Uddin နှင့် Nurul Islam Bulbul တို့ပါဝင်ကြောင်းမီဒီယာများသို့ပြောကြားချက်အရသိရပါသည်။